ကွန်ထူကတော့ဒီပြီးတော့ကမ္ဘာနိုင်ငံအသီးသီးရဲ့မှတ်တမ်းများရဂျိုသားတွေမကြာခဏတွေ့ရှိလက်ရှိပါတယ်ရှင်ဗျာအဲ့တော့ဂျိုသားတွေကတကယ်ပဲရှိပါသလားရှိခဲ့တယ်ဆိုလို့ရှိရင်သူတို့တွေကဘယ်ပုံထဲမှာပါပါလဲရှင်ဗျာဂျိုသားလို့ဆိုတာလူတွေနဲ့တွေ့နေချာမဟုတ်တဲ့ဆွေးညားတွေလို့ပြောမှာပေါ့နော်မှန်ပါဗျာဒါပြောမယ်ဆိုလို့ရှိရင်ဘုန်းနေနဲ့အနန္တစัจ java လာအကြောင်းကိုပြောမှာပေါ့မှန်ပါဗျာမြတ်စွာဘုရားလည်းပဲစัจ java လာအသေးဆုံးစัจ java လာဖွဲ့စည်းမှုတွေတခုကစပြီးတော့စัจ java လာ၃မျိုးဖွဲ့စည်းထားတာပြောတယ်မှန်ပါဗျာဘုရားကစัจ java လာဆိုတဲ့စကားလုံးကိုတော့မသုံးခဲ့ဘူးလောကဓာတုဆိုတဲ့စကားလုံးကိုသုံးတယ်နံပါတ်1ကသုလနိကလောကဓာတုတယ်မှန်ပါဗျာအသေးစားလောကဓာတ်အသေးစားစัจ java လာမှန်ပါဗျာအဲ့ဒီအသေးစားစัจ java လာမှာလူပြေရယ်နတ်ပြေ6ထပ်ရယ်မြင့်မို့တောင်ရယ်လေးချွန်တမြင့်မို့သဘောမျိုးအခုလို Earth planet လို့ဟာမျိုးပေါ့အခုကမ္ဘာချိုကြီးလို့ပြောခြင်းနဲ့ပြောပေါ့ခုခေတ်စကားနဲ့ဆိုရင်မှန်ပါဗျာဒီကမ္ဘာလုံးကြီးလို့ဟာမျိုးပေါင်းအရေးအတွက်1000ရှိတယ်မှန်ပါဗျာအဲ့ဒီ1000နဲ့ဖွဲ့စည်းတာစัจ java လာ1000နဲ့ဖွဲ့စည်းထားတာကိုသုလနိကလောကဓာတုလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့အဲ့ဒီတင်ပဲကြည့်လိုက်မယ်ဆိုရင်စัจ java လာ1000ဆိုတဲ့တဲ့ပဲလူပြေကလည်း1000ရှိမယ်နတ်ပြေတွေကလည်းပဲတစ်ခုတစ်ခု1000စီရှိကြမယ်ဒီသူတို့ရဲ့ဒီနေရာဩဃတလောကကြီးကလည်းပဲ1000စီရှိမှာပေါ့နော်မှန်ပါဗျာအဲ့ဒီစัจ java လာတွေထဲမှာသက်ရှိတ attva တွေလည်းရှိတာမှန်ပါဗျာသက်ရှိတ attva တွေရှိတော့လူသားလို့ပြောရမယ့် attva တွေလည်းရှိတယ်နတ်လို့ပြောရမယ့် attva တွေလည်းရှိတယ်ပေါ့ဖွဲ့စည်းပုံချင်းတူတူအဲ့ဒါလို့တူနဲ့တူတွေ့ရဖို့အမတန်မှဝေးလံပြီးတော့တူနဲ့တူတွေ့ရဖို့အမတန်ခဲရင်နေပေါ့မှန်ပါဗျာအခုတိုက်ကြီးကားတိုက်ခဏခေတ်မှာ Earth planet မှာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ရှင်တွေရဲ့အကူအညီနဲ့တွေ့ရှိနေကြတာပေါ့နော်မှန်ပါဗျာသူတို့ကြတော့အလုံးကိုဝေးလံတဲ့နေရာဆိုလူတွေလက်လန်းမမီတဲ့နေရာတွေမှာရောက်ရှိနေတဲ့ပုဂ္ဂိုလ်တွေကဂျိုသားလို့ခေါ်တာဖြစ်ကောင်းဖြစ်လိမ့်ဂျိုဆိုတာ planet ပေါ့ဒီနေရာမှာတော့နော်အဲ့ဓာတွေဟာသရဝါတွေပဲပြောမှဆိုရင်လူသရဝါတွေလည်းဖြစ်နိုင်တယ်သူသဖြင့်နတ်သရဝါတွေလည်းဖြစ်နိုင်တယ်နော်လူတွေနဲ့မရင်းနှီးတဲ့သရဝါမျိုးစားတွေဆိုအဲ့တော့လူဆိုတာကတော့တကြိုကနေတကြိုသွားနိုင်တဲ့အတိုင်းတာမရှိတော့နတ်တွေပို့ဖြစ်နိုင်တယ်ပေါ့မှန်ပါဗျာသွားနိုင်တဲ့စွမ်းတကူရှိတဲ့နတ်တွေကပို့ဖြစ်နိုင်တယ်ဖြစ်နိုင်တော့ဂျိုသားဆိုတာရှိနိုင်သလားဆိုရှိနိုင်တယ်ပေါ့စัจ java လာတွေရှိနေသည့်အတွက်ကြောင့်သရဝါတွေတတ္တလောကကြီးရှိသည့်အတွက်ကြောင့်လူတွေကခေါ်တဲ့သက်ရှိသရဝါဂျိုသားဆိုတာရှိနိုင်ပါတယ်မှန်ပါဗျာရှိခဲ့ရင်သူတို့တွေကဘယ်ပုံထဲမှာပါတယ်လဲလို့ဆိုရင်လူမျိုးနွယ်ဆိုရင်လူသူတို့စัจ java လာတိုင်းတာတိုင်းသူတို့မှလည်းလူမျိုးနွယ်ရှိမယ်နတ်မျိုးနွယ်တွေရှိမယ်နတ်ဖြစ်ခဲ့ရင်နတ်မျိုးနွယ်တွေပဲပါမယ်နတ်ဘုံတွေထဲမှာပါမယ်လူဖြစ်လို့ရှိရင်သူတို့စัจ java လာရဲ့လူဘုံတွေမှာ